လေထုမရှိအောက်ဆီဂျင်မရှိတဲ့အာကာသဟင်းလင်းပြင်ထဲမှာ rocket engine တွေကမီးတောက်ကြီးတွေနဲ့ဘလို့များပြန်တက်နေကြတာလဲမီးလောင်ဖို့အတွက်လောင်စာအပူနဲ့အောက်ဆီဂျင်၃မျိုးလိုအပ်ပါတယ်ဒါပေမဲ့အာကာသထဲမှာအောက်ဆီဂျင်လုံးဝမရှိပါဘူးဆိုတော့ rocket engine တွေဟာအပြင်ကအောက်ဆီဂျင်ကိုမရှိပဲသူတို့ကိုယ်တိုင်အောက်ဆီဂျင်ထုတ်ပေးနိုင်တဲ့အောက်ဆီဒိုက်ဇာတွေကိုတည်ဆောင်သွားကြရတာပါတုံးများဆုံးကတော့အောက်ဆီဂျင်ကိုအလွန်အေးခဲပြီးအရည်ဖြစ်ပြောင်းထားတဲ့ liquid oxygen loss ပဲဖြစ်ပါတယ်။ oxidizer တွေဟာလောင်စာနဲ့တက်ပြုတ်တဲ့အခါမှာ oxygen atom တွေကိုအလုံးရင်းနဲ့ထုတ်လွှတ်ပေးပြီးမီးလောင်ကျွမ်းမှုကိုဖြစ်စေပါတယ်။အရေးပုံစံနဲ့တမကပဲအခဲပုံစံနဲ့လည်းသုံးပါတယ်။ဥပမာအမိုနီယမ်ဘာကိုရိတ်လိုဓာတုပေတာပစ္စည်းတွေပါအထဲမှာ oxygen ကိုအခဲပုံစံနဲ့တင်ထားတာပါ။တချို့ oxidizer တွေကတော့လောင်စာနဲ့ထိလိုက်တာနဲ့မီးကျစ်စရာမလိုပဲအလိုလိုမီးတောက်စေပါတယ်။ဒါကို hypergauss လို့ခေါ်ပါတယ်။ဒီလိုကိုယ်ပိုင် oxygen ပါဝင်နေတဲ့အတွက် rocket engine တွေကဒါမှန်ချက် engine တွေထက်အဆပေါင်းများစွာပိုပြီးပြင်းထန်တဲ့တွန်းကန်အားကိုထုတ်ပေးနိုင်တာပါထူးခြားတာကအာကာသတွေကမီးတောက်တွေကကဘာပေါ်ကလို့အပေါ်ကိုတက်မနေပဲသွင်းငင်အားမရှိလို့လုံးဝနဲ့ပုံစံဖြစ်နေတတ်တာပါအကျုပ်အဖြစ် rocket တွေဟာအောက်ဆီဂျင်ကိုဘူးထဲထည့်ပြီးတည်သွားလို့ဒါအာကာသထဲမှာမီးလောင်နေတာဖြစ်ပါတယ်